မြမရိုးရာယုံကြည်မှုတွေထဲမှာနတ်ကိုးကွယ်မှုဟာအမြင့်တွယ်နေတဲ့အလေးထားတစ်ခုဖြစ်ပါတယ်။အိမ်တွေကိုတင်ဝင်ကြည့်မယ်ဆိုရင်တခါတလေအိမ်တိုင်းပေါ်မှာအနီအောင်ကောင်းကောင်းလေးပတ်ထားတဲ့ဘုံသီးတစ်လုံးတွေ့ရတတ်ပါတယ်။အချို့တော့ဒါဟာရိုးရင်ကြည်မှုတစ်ခုလို့ထင်နိုင်ပါတယ်။ဒါပေမဲ့ဒီဘုံသီးလေးရဲ့နောက်ကွယ်မှာတော့သွေးညဲရည်နဲ့သစ္စာဖောက်မှုတွေပါဝင်နေတဲ့ခြေကိုးဝေရဇလန်းတစ်ပုဒ်ကိုပွားထားပါတယ်။မြမရိုးရာယုံကြည်မှုများအရာနီအောင်နဲ့ဖြူအောင်တို့ကိုနတ်တွေနဲ့သက်ဆိုင်တဲ့အကြောင်းတွေဖြစ်ကြေကြေပြင်းပြင်းသတ်မှတ်လက်ခံထားကြပါတယ်။ဒီအကြောင်းတွေဟာနတ်တွေရဲ့ထိမ့်မဲ့အကြောင်းတွေဖြစ်တဲ့အတွက်အိမ်တွင်းနဲ့ဦးသီးမာသမကကားမောင်းသူတွေဟာလည်းနတ်တွေရဲ့ဆောက်ရှောက်ကိုရရှိဖို့ကားရဲ့ဘေးကြီးမှန်တွေနဲ့ကားရှည်ကောင်းပိုင်းတွေမှာအနီအောင်နဲ့ဖြူအောင်ဝတ်စားတွေကိုချီနှောင်လေးရှိကြတာကိုမြင်တွေ့နိုင်ပါတယ်။ပကံမျိုးကတရပါတကားမှာတွေ့ရလိရှိတဲ့နေုံနှစ်ပါးကတော့မြန်မာတွေထုခုဝေကြတဲ့မင်းမာဂီရီခေါ်မောင်တင်တယ်နဲ့သူ့ရဲ့နှမတော်ရွှေမျက်နာတို့ရဲ့နေုံတွေပဲဖြစ်ပါတယ်။မင်းမာဂီရီနဲ့ရုပ်ကိုတရပါတကားရဲ့လက်ရဘက်မှာထားရှိပြီးနမတော်ကြီးခေါ်ရွှေမျက်နာရဲ့နေုံကိုတော့တရပါတကားရဲ့လက်ဝဲဘက်မှာထားရှိပါတယ်။ဒီနေ့ဘာမစ်အာခိုင်ကမြန်မာနယ်39ပါးတွေကအရေးကြီးဆုံးနယ်တစ်ပါးဖြစ်တဲ့မင်းမာဂီရီရဲ့အစာပြုသမိုင်းကိုသင်တို့ကိုပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှေ့ခေတ်ကောင်းပြီးမှာမောင်တင်တယ်ဆိုတဲ့လူငယ်လေးတူရှိခဲ့ပါတယ်။သူမိဘတွေကဘပဲဆရာတွေ။ဒါကြောင့်သူ့ဘဝတန်တွေမိတွေနဲ့ပြင်းလာခဲ့တာပါ။ဒါပေမဲ့မောင်တင်တယ်ဟာတာမန်လူတယောက်မဟုတ်ပါဘူး။သူ့ခွန်အားကလူတွေအံ့ဩသွားလောက်အောင်ကြီးမားလွန်းလာပါတယ်။လက်ပလာနဲ့ဆင်စကိုချိုးနိုင်တဲ့သူကြီးကိုနာရီပေါင်းများစွာမနာပဲထုနိုင်တယ်လို့ဆိုကြပါတယ်။သူအကြောင်းက၎င်းပြည်မျိုးလုံးမှာဒဏ္ဍာရီတစ်ခုလိုပြောကြလာကြပါတယ်။ဒါပေမဲ့လူတွေကလေးစားကြတဲ့အချိန်တူမှာတယောက်ကတော့ကြောက်ရွံ့နေခဲ့ပါအဲဒီသူကတော့တကောင်းဘရင်မှာဘောင်းနဲ့ခွန်အားကိုကြားသိလာတဲ့အခါသူ့စိတ်ထဲမှာမိကွန်းတစ်ခုပေါ်လာပါတယ်ဒီလူကဒီနေ့ငါထိနှံကိုလူယူလာမလားအဲဒီဆိုရင်မူကနောက်ဆုံးမှာကြောက်ရွံ့မှုပြပြောင်းလဲသွားခဲ့ပါတယ်ဒါကြောင့်ပဲမောင်နဲ့ကိုဖမ်းဆီးဖို့မိတ်ထုတ်လိုက်ပါတော့မောင်နဲ့ကတော့အန်ဒီယကိုခံစားမိပြီးပုပ္ပတောင်သားကဒေါ်ရင်တွေကိုဖပြေးသွားခဲ့ပါတယ်အဲဒီအခါဘရင်ကတိုင်းရန်လိုက်ဖမ်းဆီးပဲလှည့်ပြားမှုတစ်ခုအသုံးပြုခဲ့ပါတယ်အဲဒါကတော့မောင်တင်ရဲ့ညီမဖြစ်သူမမြက်လာခေါ်ရှင်မျက်နာကိုညီဖျားဖြစ်တင်မြောက်လိုက်တာပါပြီးတော့မောင်တင်တွေကိုညှို့ဝင်ဖြင့်ခတ်မယ်လို့ချိုးသားတဲ့စကားရည်နဲ့ပြန်ခေါ်လိုက်ပါတယ်ညီမကိုယုံကြည်မှုကြောင့်မောင်တင်ဟာတကောင်းမျိုးကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့သူမသိခဲ့တာကဒါဟာသိဆုံးမှုစီကိုခေါ်ဆောင်နေတဲ့တရားမှုတစ်ခုဖြစ်ခဲ့တာပါမြို့ကိုရောက်လာတဲ့အချိန်မှာကျိုးသွမှုမခံရပဲကျိုးတုပ်ဖမ်းဆီးခြင်းကိုပဲကြုံတွေ့ခဲ့ရသူကိုစကားဝါပင်တစ်ပင်မှာချီနှောင်ထားပြီးအရှင်လက်လက်မိရှုတက်ခဲ့ပါတယ်မောင်တင်ရဲ့အော်တန်တွေမီးလောင်တန်တွေကြားထဲမှာညီမဖြစ်သူရဲ့နှလုံးသားကွဲပြားသွားခဲ့ပါတယ်သူဟာသူ့ကိုမြင်နေရတဲ့မြင်ကွင်းကိုခံနိုင်ရမရှိခဲ့ပါဘူးနောက်ဆုံးမှာတော့သူ့ကိုမီးလောင်နေတဲ့နေရာတွေကိုသူကိုယ်တိုင်ဝင်ပုံချပြီးကိုဖြစ်သူနဲ့အတူတည်ဆုံသွားခဲ့ပါတယ်မတရားမှုနဲ့တည်ဆုံခဲ့တဲ့သူတို့နှစ်ဦးဟာအေးချမ်းမှုလည်းမရရှိခဲ့ကြပါဘူးစကားဝါပင်မှာပဲညစိမ့်ဖြစ်ပြီးအနားကိုလာတဲ့သူတိုင်းကိုရန်လာရှာကြပါတယ်ဒါကြောင့်ဘုရင်ကတစ်ပင်ကိုခုတ်ပြီးမြေထဲကိုပဲမျောချလိုက်ပါတော့မြေရံမျိုးပါလာတဲ့သူတို့ဟာနောက်ဆုံးမှာတော့ပကံမျိုးကိုရောက်ရှိလာခဲ့ပါတယ်ပကံမြင်သေးတဲ့ကြောင့်မင်းဟာညတညမှာတော့အိမ်မက်တစ်ခုမက်ခဲ့ပါတယ်အဲဒါကတော့မောင်နှမတို့ဥပေါ်လာပြီးသူတို့ကိုနေရာပေးမယ်ဆိုရင်ပကံမျိုးကိုကာကွယ်ပေးမယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်ပဲဘုရင်ကသူတို့ကိုနဲ့ပြလက်ခံခဲ့ပါတယ်မောင်နဲ့တေဟာမင်းမာဂီရီတောင်တော်ရဲ့အရှင်နမင်းဖြစ်အတိမတ်ပြုခံခဲ့ရတယ်လို့ညီမဖြစ်သူကလည်းတကားဆောင်တဲ့ဖြစ်အားရှိခံခဲ့ရပါတယ်။ပုပ္ပတောင်ဟာလည်းငကိုးကွယ်မှုရဲ့အဓိကနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေ့အချိန်ထိညီမအိမ်ဒီမှာအုံသီးတစ်လုံးကိုခြေဆွဲပြီးမင်းမာဂီရီကိုကိုးကွယ်နေတဲ့ဖြစ်ပါတယ်။ဒါဟာရွေးရတစ်ခုသာမဟုတ်ပဲသမိုင်းတစ်ခုတရိယာမှုတစ်ခုနဲ့ငကိုးကွယ်မှုရဲ့အစအနတစ်ခုဖြစ်ရှိနေသေးပါမင်းမာဂီရီနဲ့သမိုင်းဟာမြန်မာရွေးရနှကိုးကွယ်မှုမှာထင်ရှားဆုံးဇာတ်လမ်းတွေရဲ့တစ်ခုပါဒီဇာတ်လမ်းဟာတကောင်းခေတ်ကနေစတင်ခဲ့တဲ့လို့ဆိုကြပြီးပကံခေတ်မှာပိုပြီးထင်ရှားလာခဲ့ပါတယ်ဒီသမိုင်းကနေရှေးခေတ်မြန်မာပြည်ရဲ့အာဏာတည်ဆောက်ပုံနိုင်ငံရေးပြည်ပခါတွေနဲ့ဒီမူရေးတန်ဖိုးတွေကိုကျွန်တော်တို့လေ့လာနိုင်ပါတယ်မောင်ရင်းရဲ့အမကန်ခွန်အားတကောင်းဘီရင်ကိုထိနှံလူယူမှာကိုစိုးရင်စေခဲ့ပါတယ်ဒီချက်ကပဲရှေးခေတ်ဘီရင်တွေဟာသူတို့ရဲ့အာဏာတည်နေရေးအတွက်ဘယ်လောက်ဒီစိုးရင်ပူပန်ခဲ့ကြတယ်ဆိုတာကိုပြသနေပါတယ်ပြိုင်ပဲလို့ယူဆရသူတွေကိုဖယ်ရှားဖို့အတွက်လေပြားမှုတွေနဲ့ရက်စက်ကြမ်းကြုတ်တဲ့နေတိုင်းတွေကိုအသုံးပြုခဲ့တာအဲ့ခေတ်ကနိုင်ငံရေးချီကိုထင်ရစေပါတယ်ဒီမှာပြည်သူမှမြက်လာ
ဒါမှမဟုတ်ရှင်မျက်နှာကိုဒီဖျားတင်မြောက်ပြီးမောင်တင်တွေကိုမြို့ဝင်ခတ်မယ်ဆိုပြီးလှည့်စားခေါ်ယူခဲ့တာဟာနိုင်ငံရေးမှာတစ္ဆာဖောက်မှုတွေဘယ်လိုဖြစ်ပွားနိုင်လဲဆိုတော့ပြောတတ်နေပါတယ်။ဒါပေမဲ့ညီမဖြစ်သူကတော့အကိုအတွက်သက်ဆွန့်ခဲ့တာဟာမိသားစုတန်ရုံးစင်နဲ့တစ္ဆာဆောင်တင်မှုကိုဖွင့်ညွှန်းနေတဲ့ရေခဲဝေရာဖြစ်ပျက်တစ်ခုပါ။မတရားတည်ဆုံခဲ့တဲ့မောင်နှမတို့ကလက်ဖြစ်ပြီးရန်ရှာခဲ့ကြတဲ့နောက်ပိုင်းမှာတော့အကံပြင်းသေးတဲ့ကြောင်မင်းကသူတို့ကိုလက်အဖြစ်လက်ခံကိုခဲ့တယ်။ဒီဖြစ်ပျက်တွေဟာညီမနှစ်ကိုယ်ကွယ်မှုစောပိုင်းကာလတွေကိုထင်ရစေပါတယ်။တည်ဆုံပြီးနောက်လက်ဖြစ်လာတဲ့ဆိုရင်ဒီမှုဟာလက်ခေလူတွေရဲ့သဘာဝလင်ယုံကြည်မှုတွေကိုပြသနေတာဖြစ်ပါတယ်။ဒီလိုသမိုင်းဆိုင်ရာချက်လက်တွေကနေတဆင့်မြင်းမာဂီရီနာသမိုင်းဟာရိုးရှင်းတဲ့ဒဏ္ဍာရီတစ်ခုတည်းပို့ပြီးလက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိနေရဲဆိုတာကိုကျွန်တော်တို့တွေသိရှိလေ့လာနေပါတယ်။ ဒီလိုစိတ်ဝင်စားဖွယ်ရာမြန်မာသမိုင်းနောက်ွယ်ဇာတ်လမ်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် Burmese Archive Channel ကို Subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုမလွတ်တော့အောင်စောင့်ကြည့်လိုက်ကြပါ